လက်သမားဟင်းချိုလေးချက်ဖို့အတွက်ကျက်သွန်ဖြူလေးတစ်ပြားရိုက်ပြီးတော့ငပိလေးနည်းနည်းနဲ့ရေဆူဆူလေးနဲ့တည်ထားတာဖြစ်ပါတယ်။ဒါလေးကိုအရသာရှိသွားအောင်ပို့ပြီးတော့လေးလေးပင်လေးဖြစ်သွားအောင်စားလေးအနည်းငယ်နဲ့ဟင်းချိုမုံလေးအနည်းငယ်ထည့်ပါမယ်။ဟင်းချိုမုံလေးကတော့အသီးရွက်ဟင်းချိုအသီးရွက်ဟင်းရွက်အချိုမုံလေးကိုသုံးတာဖြစ်ပါတယ်ရှင်။ဒီလိုဟာလေးပါ။ဒါလေးကပွက်ဆိုပြီးတော့ငပိလေးနဲ့ကျက်သွားပြီဆိုရင်တော့ဒီမှာပြထားတဲ့အသီးရွက်တွေအကုန်လုံးထည့်ပါမယ်။အရင်ဦးဆုံးနူးလွယ်အောင်လို့ညစ်ကလေးကိုထည့်ပါမယ်။ညစ်ကလေးနဲ့မှုလေးနဲ့အရင်ထည့်ပါမယ်ရှင်။မြင့်နယ်မှုနဲ့ကနူးခဲ့တာဖြစ်တဲ့ကြောင့်မို့လို့မြင့်နယ်မှုနဲ့ကိုအရင်ထည့်တာပါဒီအလေးထည့်ထားပြီဆိုတော့အဖုံးလေးခဏပုံထားပါမယ်နော်။